မျိုးပေးကနေပို့ပြီးတဲ့ link လေးကို copy လေးယူမယ် copy ပြီးသွားတဲ့အခါကျရင် Safari မှာသွားပြီးတော့ paste ချပါမယ် Safari ရဲ့ဒီနေရာလေးမှာပါနော်အဲ့ဒါလေးနှိပ်ပြီးသွားတဲ့အခါမှာပေါ်နေတဲ့ဟာတွေရှိမယ်ဆိုရင်ဒီပေါ်နေတဲ့ဟာလေးတွေချက်ဖြတ်မယ်ဖြတ်ပြီးသွားရင်copy လိုက်တဲ့ဟာလေးကို paste and go လေးနှိပ်မယ် paste and go နှိပ်လို့ download လေးပို့လာပြီနော် download လေးနှိပ်မယ် download နှိပ်ပြီးသွားတဲ့အခါကျရင်ဒီအောက်ဆုံးရဲ့နေရာမြားအတူနေရာနားလေးမှာအဲ့ဟာလေးကိုနှိပ်ပြီးပါမယ်နော်အဲ့မှာ download ဆိုပြီးထပ်ပေါ်မယ်အဲ့မှာဒီနေရာမှာကျတော့မှန်ဘလူးနေရာလေးကိုပဲထိပါမယ်နော်ကျန်တဲ့နေရာမထိပဲနဲ့ဒီအတွင်းထဲမှာလည်း download ဆွဲထားတဲ့ဒီမှာ Rakuten APN ဆိုတဲ့နေရာလေးပေါ့နော်အဲ့ဟာလေးကိုပဲထိပါမယ်ပြီးရင် close လေးနှိပ်မယ် close နှိပ်ပြီးသွားတဲ့အခါကျရင်setting ထဲကိုပြန်သွားပါမယ်နော် setting ထဲမှာဆိုရင်ဒီမှာဒီထိတ်ဆုံးရဲ့နေရာမှာ profile download ဆိုပြီးပေါ်နေပါလိမ့်မယ်နော် profile download ပေါ်နေမယ်အဲ့မှာအဲ့ဟာလေးကိုထည့်လိုက်ပြီးဆိုရင် install ပေါ့နော် install လုပ်လို့ရမယ်ပြီးရင်ကိုယ့်ရဲ့ဖုန်းလော့ချထားတဲ့ password လေးကိုနှိပ်မယ်ပြီးတော့ install လေးထည့်နှိပ်မယ်နော်ပြီးရင် download နှိပ်သွားပြီးဆိုရင်တော့ဒီဟာလေးရပါပြီနော်အသုံးပြုလို့ရပါပြီအဲ့လိုမျိုးဆိုရင်